လောကမှာအလုပ်တွေလုပ်ရင်အမှားတွေအများကြီးတွေ့လိမ့်မယ်မှားမှကြောက်ရင်ဘယ်တော့မှအမှန်တရားမတွေ့ဘူးမှားမှမကြောက်နဲ့အမှားသေးသေးလေးတွေကိုများများအတွေ့အကြုံရှိမှအမှားကြီးလွတ်တာကွာတခါမှမမှားဘူးတဲ့သူကပြုံးတိုင်းဆိုအမှားကြီးနဲ့ကြုံတဲ့ခါကျတော့အဖက်ဆယ်မရအောင်မှားသွားတတ်တယ်ဒီမှာနိုင်ဒီမှန်းနေတယ်နော်မှန်းနေတယ်ဆိုတော့ဒီလိုလဲနေတာတကယ်မှန်တဲ့နာကြီးရက်နေတဲ့နာကြီးပဲတနေ့ဘယ်နှချိန်မှန်တော့ရက်နေတဲ့နာကြီးဒီနေ့2ချိန်မှန်တယ်နော်အဲ့လိုပဲလူကအလုံးမလို့ရင်အမှားမတွေ့ဘူးတဲ့တို့တော့အမှန်တရားလည်းမတွေ့ဘူးလူတွေကမမှားကျင်တာပဲရှိတာအမှန်တရားမလို့ကျင်ကြဘူးဘုံဘုံအမှန်တရားလို့ကျင်တာမှားပလေးစီစီးပွားရေးလုပ်ငန်းတွေရှုံးခဲ့တယ်လူရေးပြဿနာတွေအများကြီးခက်ခဲတွေတွေ့ခဲ့တယ်အလေးညာတွေခံရတယ်အကောက်ကျစ်တွေခံရတယ်ယုံကြည်မှုဖောက်ပြခံရတယ်အများကြီးတွေရှိတယ်အဲဒါကြောင့်ဘုံဘုံအဲ့ဒီတန်တွေကိုခံပြီးတော့အများကြီးတိစောက်ထားတာအခု42ဆိုတာဟုတ်ပြီနော်42ချင်းတူတယ်တို့တော့ experience ချင်းမတူဘူးဟုတ်လားအဲ့တော့ဘုန်းတော်ဒီမှာပဋိရူပဒေတာဝါဒတင်းတင်းလျောက်ပတ်တဲ့အရက်ဒေတာနေတဲ့အခုဒီထက်မှမြင့်ရှိတယ်နော်ဒီဘက်မှာမြင့်ရှိတယ်မဟုတ်လားဘလောက်ကြီးတဲ့ငါးတွေတွေ့ဘူးလေအလွန်ဆုံးကြီးတထောင်ပေါ့ကွာဟုတ်လားတပေပေါ့ကွာတထွာပေါ့ကွာသမုဒ္ဒရာလည်းရောက်တော့ငါကြီးတယ်မရှိဘူးလားသင်္ဘောကြီးတောင်မျိုးနိုင်တယ်မင်းတို့ကငါကြီးလားမြင်ကားလားမြင်ကားဆိုမင်းတို့နေရာမှာနေလို့ရတယ်ကိုကငါကြီးလို့စွမ်းရည်ရှိတဲ့သူလို့ယုံကြည်တိုင်းသမုဒ္ဒရာလည်းဒီရောက်အောင်သွားအဲ့ဒီကြရင်မင်းတို့ပြောင်းအောင်မင်းတို့လိုချင်တဲ့ပညာနိုင်ငံသားမှာရှိရင်နိုင်ငံသားတွေရောက်အောင်သွားရှာပညာရှိတဲ့နေရာကိုလိုက်ရှာတာကိုယ့်ရဲ့အချင်းတိုးတက်နိုင်မဲ့နေရာကိုကိုယ့်ကိုဖွံ့ဖြိုးတိုးတက်မှုပေးမဲ့နေရာကိုရောက်အောင်သွားတာပန်းနိုင်သူကဘယ်သူမှကိုယ်နဲ့လာမဆိုင်ကိုယ်တိုင်ကအဲ့ဒီပန်းနိုင်ရှိတဲ့ destination ကိုရောက်အောင်သွားအဲ့ဒါမမေ့တယ်နော်ရင်ငါလေးအနေနဲ့တက်လုံးနေမလားပင်လယ်သမုဒ္ဒရာမှာကျက်စားနိုင်တဲ့ငါးကြီးဖြစ်မလားပင်လယ်ကြီးကတော့ကျဲတယ်ကွာ Blue Ocean Strategy ဆိုဘုံတော့ leadership to management လို့တင်တဲ့အခါအမီတွေတင်တဲ့ကဒါကတအားသုံးတယ်သမုဒ္ဒရာထဲမှာမင်းကွန်ချက်ပြည့်စရာတွေအများကြီးသမုဒ္ဒရာထဲမှာသားမကုံတောက်မကုံနဲ့တရားသားတွေအများကြီး